နိုင်ငံခြားမှာပညာသင်ကြားဖို့စဉ်းစားပြင်ဆင်နေသူတိုင်းလက်မလွတ်သင့်တဲ့ We Are Talk with We Are Student Tea Party ITGSE GED Grade 12ပြီဆိုအောင်မြင်ပြီးတဲ့နောက်မှာနိုင်ငံခြားမှာပညာသင်ကြားဖို့အိမ်မက်ရှိနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်အကျိုးရှိစေမယ့် Tea Party လေးတစ်ခုကို FBI ကစီစဉ်ပေးထားပါတယ်ရှင်ဒီပွဲလေးမှာဆိုလို့ရှိရင်တော့ပို့ပပမုံရေးစားပြီးတော့ We Are Talk with We Are Student ဆိုတဲ့ခေါင်းစဉ်လေးအတိုင်းပဲလက်ရှိနိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ FBI ကနေပြီးတော့တဆင့်အခမဲ့ကျောင်းလျှောက်တဲ့ကျောင်းသားကျောင်းသူတွေကနေပြီးတော့မှ Study Abroad နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေကို sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်။ကျောင်းလျှောက်ဖို့ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။ကျောင်းဘယ်လိုရွေးချယ်ခဲ့လဲ။နိုင်ငံရဲ့ခြားရဲ့ပထမဆုံးတွေ့ကြုံတွေ။ကျောင်းတက်ရောက်တဲ့အတွေ့အကြုံတွေစာသင်ကြားရေးပိုင်းနဲ့စားသောက်ခိုင်းရေးပိုင်းအကြောင်းတွေကို FBI ကနေတဆင့်သွားရောက်ခဲ့ကြတဲ့ဂျာမနီနိုင်ငံရဲ့ Ismail University of Applied Science အကျောင်းသားကျောင်းသူတွေစကိုးနိုင်ငံမှာရှိတဲ့ London School of Business and Finance နဲ့ AAC မှာကျောင်းတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေနိုင်ငံမှာရှိတဲ့ Stanford International University, Global Academy at Sion University, Dragon Banding University, DPU နဲ့ Saint Teresa University တို့မှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေဗီယက်နမ်နိုင်ငံမှာရှိတဲ့ Imperial International Hospitality Management College IHC နဲ့ British University Vietnam BUP မှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေကနေပြီးတော့မှပါဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကျောင်းသူများပါမကမိဘများပါလာရောက်ကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ဒါအပြင်ဒီလိုသူများကိုမေးမြန်းနိုင်တဲ့ question answer စီစဉ်လေးလည်းပါဝင်ပါသေးတယ်နော်။ပြန်ပွဲလေးပြီးသွားတဲ့အခါမှာလည်း spin wheel လေးနဲ့ပြီးတော့လက်ဆောင်လေးရယူနိုင်တဲ့စီစဉ်လေးလည်းရှိပါသေးရဲ့ရှင်။ပွဲချင်းမမဲ့နေ့ရက်လေးကတော့လာမယ့်နိုဝင်ဘာလ22ရက်နေ့နေ့လယ်တနာရီကနေပြီးတော့2နာရီခွဲအထိဖြစ်ပါတယ်ရှင်။ဒီရောက်မယ့်နေရာလေးကတော့ FBI ရဲ့ head office မှာပဲဖြစ်ပါတယ်။ FBI ရဲ့ head office လိပ်စာလေးကတော့အမှတ်280 ground floor D ပြည်လန်ဒီနီကုန်းတကုန်းစင်တာအနီးဂျေရုနှစ်ဆိုင်ရှိတဲ့တာဝါလေးမှာပဲဖြစ်ပါတယ်နော်။ဒါကြောင့်မလို့မိမိရည်မှန်းချက်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ FBI head office မှာကျမပြုလုပ်မယ်။ We Are Talk with We Are Student Tea Party လေးကိုလာခဲ့ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။